မှာဆုံးပေါ့နော် Orange Play ပေါ့နော် application ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ download application နဲ့ဝင်ရမယ်ပေါ့နော်မရှိသေးဘူးဆိုတော့ download တောင်းရမယ်ပြီးတော့ရှိရင်ကျွန်တော်ဒီမှာ code လေးရိုက်ထည့်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီဟာပေါ့နော်ဒီ code လေးကိုရိုက်ထည့်ပြီးတော့ကျွန်တော်တို့ go ဆိုပြီးတော့နှိပ်လိုက်မယ်ပေါ့နော် go ဆိုပြီးနှိပ်လိုက်လို့ရှိရင်သူ download ဆွဲရမယ်အဲ့ဒါဆောင်ပြီပေါ့နော်ကျွန်တော် AWS အဟောင်းရှိရဆိုလို့ရှိရင်ဒါဆို install လုပ်ပေးရမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ပြီး open လုပ်ပြီးတော့ account ဝင်ပြီးကြည့်လို့ရတယ်အရင် AWS application ရှိရဆိုလို့ရှိရင်သူက update လုပ်လို့ရှိရင် auto ရောက်အောင်မယ်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ account ရှိရဆိုလို့ရှိရင် account ဝင်လို့ရပြီပေါ့နော်တကယ်လို့ account မရှိဘူးကျွန်တော်ဒီမှာ account ဝင်နေတယ်ဆိုတော့ကျွန်တော် account ဖွင့်ပေးပါတယ်ဟုတ် account ဝင်ပြီးတော့သုံးလို့ရပါပြီဟုတ်